ဖြစ်ဖြစ်ကြရဲ့အလို့ရှင်ဦးတန်းလေးဘောဘဝမှာရှိတာလို့အားလေးတောက်တာဆက်အလာရခြင်း ရရရရိုးရ ဝေဝေးရမှာ 2024ရက်15ပညာသင်နေ့ Great Chan Screen 2တွင်ပထမဆုံးရရှိပါသောအထဦးခေဇာလေးသမီးနဲ့ရှုံးတဲ့သတိဆိုသူ့လက်ခံဒေတာရန်လိတ်တော်အပါရရှင် ဆက်လက်ပြီး Great Chan Screen 2တွင်ဒုတိယဆုံးရရှိပါသောအထဦးအောင်ကြီး၏သမီးနဲ့တဲ့စုမှာသူ့လက်ခံဒေတာရန်လိတ်တော်အပါရရှင် ဒါပဲကြည့်တော့ပါကြောက် Great Chan Screen 2တွင်တတိယဆုံးရရှိပါသောအထဦးဆောင်ကြီးဆွေ၏သမီးနဲ့မြင့်သူတို့သူ့လက်ခံဒေတာရန်လိတ်တော်အပါရရှင် ကိုကျော်ရတာပေါ်တယ်ကိုကျွန်တော်တော့မရောက်ဘူး အခုလိုဆက်ရောက်နေတာပါဒီပါတော့အလို့ရှင်ဦးတန်း